HOK မှာစောက်တိပဲမရှိတော့ဟီရိုများအတွဲလေးခင်ဗျားတို့ base မှာရှိတဲ့ throne ကိုဖင်ဝင်နှိုက်တာခံပြီးတော့ game တစ်ပွဲကိုရှုံးမှုလားတပွဲလုံးဟီရိုကိုလိုက်ရိုက်တာမဟုတ်ပဲねတာဝါနဲ့ဘန်ဝမ်ရိုက်ပြီးတော့နိုင်သွားတဲ့ဟီရိုမျိုးခင်ဗျားတို့ brand မှာမြင်ဘူးလားသူပါလာပြီဆိုတာနဲ့ဟီရိုတွေကမလန့်အောင်တာဝါတွေကဖင်တုံနေအောင်ကြောက်ရတဲ့ဟီရိုတစ်ကောင်ရှိတယ် HOK မှာဟုတ်ပါတယ်အဲ့ဒါဆရာသခင်လီရှင်းပဲဖြစ်ပါတယ်ခင်ဗျာလီရှင်းဆိုတာတော့ကျွန်တော်ပြောနေစရာမလိုဘူးထင်နေဗျာ तू က9កောင်တကောင်ဝင်ရိုက်ပြီးပန်တာကေးရပြီးတော့နိုင်သွားတဲ့ဟီရိုမျိုးမဟုတ်ဘူးရှိသမျှတာဝါတွေကိုတယ်လီပို့နဲ့ပတ်ယူပြီးတော့ game ကိုနိုင်အောင်ရုံးရမယ့်ဟီရိုမျိုးတွေမှာပါတယ်ဘာလို့အဲ့လိုဖြစ်နေလဲဆိုတော့သူ့ရဲ့ skill တွေတော့ဖတ်ကြည့်ရအောင် ultimate မရခင်ထိကတော့လီရှင်းက level 0 တရောင်းစားလေးပါပဲ enemy ကို spell နဲ့အထိ basic တက်နဲ့အထိ तू က HP 10စီရမယ် level တက်တာပုံမြန်တာပေါ့နော် ultimate ဆောက်ရပြီဆိုလို့ရှိရင် तू က found 2 found ရမယ်လောက်က found 2 found နဲ့ hero တွေကများလိုက်တာ HOK မှာ revenge found နဲ့ domination found ဆိုပြီး2 found ရှိမယ် domination found က pro player အတွက်ဆိုတော့ကျွန်တော်ထည့်မှာပြောတော့ဘူးနော် revenge found ကဘာလို့ solid ပဲမရှိလဲကျွန်တော်ပြောပြမယ်နော် passive မှာ movement speed ပါတယ်တစ်ချက်ရရင်တစ်ချက်ထိမယ် basic တက်က1 ယူဖိပြီးပြီမယ်ဆိုလို့ရှိရင်သွေးပြန်တက်မယ် movement speed ရမယ် attack speed ရမယ်အဲ့တော့မှ CC immunity ကပါလိုက်သေးတယ်အမလေး spell 2က minion ရှင်းရတာမြန်ပြီးတော့တွေးတက်တာမြန်အောင်လုပ်ပေးထားတယ် spell 2က slow mini နေတဲ့ချိန် spell 3သုံးပြီးတော့ तू ကလာရတဲ့လူတွေရှင်တွေမချက်ချင်းပြန်ပြေးမယ်အဲ့လို tower ခိုးလို့ရတဲ့ hero မျိုးကြီးကို perfect ဖြစ်အောင်ထုတ်ပေးထားတော့ကျုပ်တို့က solo queue ကပါလာတဲ့ teammate တွေနဲ့ဘလို့သွားကာရမှာလဲပြောခွေးတလုံးစားတွေရဲ့အုံနောက်တစ်ချမ်းပဲပါလာတာမွေးတယ်အဲ့တော့ကျွန်တော်တို့ဘလို့သွားကာရမှာလဲပြောခင်ဗျားတို့ပဲပြောလိုက်တော့ဗျာအမ